ကုရ်အာန်ကျမ်းတော်မြတ်ကြက်ရောက်လာခြင်းဟာဝမ်းနည်းပွဲအခြေအနေဒီပေါ်မှာကြက်ရောက်လာတာဒါကြောင့်ကုရ်အာန်ကိုဖတ်တဲ့အခါကြည်ကွဲဝမ်းနည်းစွာနဲ့ဖတ်ဖို့အရေးကြီးပါတယ်ကုရ်အာန်ဖတ်တဲ့အခါဘယ်လိုဖတ်ရမှာလဲဂမ်နဲ့ဖတ်ရမှာခံစားချက်နဲ့ဖတ်ရမှာဟဒီစ်တော်ထဲမှာအမေးရှိပါတယ်အကျဉ်းသူဟာကုရ်အာန်ကျမ်းတော်မြတ်ကိုဂမ်နဲ့မဖတ်ဘူးဆိုရင်ငါကိုရောရဲ့အွမ်မတ်ထဲကမဟုတ်ဘူးဒါကြောင့်တကယ်တမ်းကျတော့ဂီနာဆိုတာဘာကိုခေါ်တာလဲအဲ့ဒါကတော့တချင်းကိုဆိုလိုတာမဟုတ်ဘူးတကယ်တော့အဲ့ဒါကနှလုံးသားထဲမှာရှိတဲ့ခံစားလို့ရတဲ့ခံစားချက်အစိတ်ပိုင်းတစ်ခုဖြစ်တယ်ဒီခံစားချက်ကြောင့်ပဲလူကကြပြားတွေပါရေးလို့ရတာကြပြားဆရာဖြစ်သွားတာတကယ်တော့ဒီခေတ်မှာကြပြားဆရာအစ်စ်ကတော်တော်ရှားသွားပါပြီကျွန်တော်တို့ကကာယနဗီညီနေတဲ့စာတစ်ခုကိုကြပြားလို့ကျွန်တော်တို့ကထင်းနေတာကာယညီတဲ့စကားနဲ့ဟန်ကြပြားမဟုတ်ပါဘူးတကယ်တမ်းတော့ကာယညီတဲ့စကားပြောတဲ့အတိုင်းကြပြားဆရာမဟုတ်ပါဘူးကြပြားဆိုတာကခံစားချက်ကနေပေါက်ဖွာလာတာသူ့ရဲ့နှလုံးသားကရှင်သန်နေတယ်သူ့ရဲ့နှလုံးသားမှာကြပြားတွေကအသက်ဝင်နေတယ်သူ့ရဲ့အတွင်းထဲမှာလည်းခံစားချက်ကလောင်မြိုက်နေတယ်အဲ့လိုလူတွေကိုခင်ဗျားတွေ့ရပါလိမ့်မယ်သူကအလွန်ခက်ခဲတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ထားတာအဲ့ဒါကိုကြပြားဆရာလို့ခေါ်တယ်အတွင်းထဲမှာရှိတဲ့ခက်ခဲမှုနာကျင်မှုတွေဟာသူ့ဘဝမှာကြပြားအဖြစ်နဲ့အပြင်ကိုရောက်လာတယ်ဒါကိုရှာရီလို့ခေါ်တယ်ကြပြားဆရာလို့ခေါ်တယ်ရေလိုက်တဲ့ငားလိုက်တဲ့စကားပြောတတ်တာကိုလူတွေကကြပြားဆရာလို့ထင်နေတယ်တကယ်တော့ရေလိုက်တဲ့ငားလိုက်တဲ့စကားပြောတတ်ခြင်းကကြပြားဆရာမဟုတ်ဘူးကြပြားဆရာကတတ်တတ်ဖြစ်တယ်ဟဒီစ်တော်ထဲမှာလာရှိတယ်ဒါကြောင့်ကုရ်အာန်ကိုဖတ်တဲ့အခါမှာအချို့အချက်လက်တွေကအလွန်မဲ့အရေးပါတယ်တစ်ချက်ကကုရ်အာန်ကိုခံစားချက်နဲ့ဖတ်ကုရ်အာန်ဖတ်တဲ့အခါမှာစကားလုံးတိုင်းကိုတိတိကျကျမှန်မှန်ကန်ကန်ဖတ်ဖို့အတွက်လည်းအရေးကြီးပါတယ်တတိယတစ်ချက်ကဘယ်အာယတ်ကိုကျွန်တော်တို့ဖတ်နေလဲအဲ့ဒီအာယတ်နဲ့ပတ်သက်ပြီးတော့သူ့ရဲ့မဖူမ်အဲ့ဒီလိုပဲအဲ့ဒီအာယတ်ဘာကြောင့်ကြားရောက်လာလဲစာနီနူဇူလ်ဘယ်လိုမျိုးဟာလတ်မျိုးမှာဒီအာယတ်ကြားရောက်ခဲ့တယ်လဲဆိုတဲ့အတွေ့ကျွန်တော်ကောင်းထဲမှာရှိရမယ်ဒါကကုရ်အာန်ကိုကျွန်တော်တို့ဟာအာယုံစိုက်ပြီးတော့ဖတ်တဲ့လက္ခဏာတွေဖြစ်တယ်။ကဲအဲ့ဒီအချက်မပါလို့ကတော့ဒါလေချောင်းတွေကအတန်ပါပဲ။နှလုံးသားတွေကလာတဲ့အတန်မဟုတ်ပါဘူး။ဒါကခမရလေချောင်းတွေကလာတဲ့အတန်ဖြစ်ပါတယ်။နှလုံးသားတွေကအတန်မဟုတ်ပါဘူး။ဒါကြောင့်တမန်တော်မြတ်ဆလလောလဟ်အလိုင်းဝါဆလမ်အမိန့်ရှိတယ်လူတချို့ကုရ်အာန်တော့ဖတ်နေတယ်။သူတို့ရဲ့ကုရ်အာန်ဖတ်ယူမှုကသူတို့ရဲ့ခေါင်းပေါ်မကျော်ပါဘူး။အဲ့ဒီရဲ့ဖတ်ယူမှုကမိုးကောင်းကင်ပေါ်အထိကိုကပုလ်ဖြစ်မှာမဟုတ်ပါဘူး။သူတို့ဟာကုရ်အာန်တော့ဖတ်ရပါလိမ့်မယ်သူတို့ရဲ့အတန်ပလန်ကလည်းအလွန်ပဲကောင်းပါထို့သူများရဲ့ကုရ်အာန်ရွတ်ဖတ်မှုကအလွန်ပဲကောင်းပါလိမ့်မယ်အတန်ဒီအတန်သားနဲ့အစွဲငွေအလွန်ကောင်းပါသူ့ရဲ့ကုရ်အာန်ရွတ်ဖတ်မှုဟာဒီရွတ်ဖတ်ခြင်းကြောင့်အဲ့ဒီကုရ်အာန်အပေါ်လည်းတက်ဖို့မရှိဘူးဒီကုရ်အာန်ရွတ်ဖတ်မှုကကဘူလီယတ်အဖြစ်နဲ့မိုးပေါ်လည်းတက်ဖို့မရှိပါဘူးနှလုံးသားမှာလည်းအဆရဖြစ်ဖို့မရှိဘူးသူတို့ရဲ့အခြေအနေကိုဒီလိုတင်ပြထားတယ်သူတို့ကအစ္စလာမ်နဲ့ကနေပြီးတော့ဒီလိုထွက်ခွာသွားမှာပမာဆိုတော့မြားကအရှိန်အဟုန်နဲ့လေးကနေဘယ်လိုထွက်သွားလဲသူ့ရဲ့ပြစ်မှတ်ကိုအရှိန်အဟုန်နဲ့ဘယ်လိုရောက်သွားလဲအဲ့ဒီပမာပါပဲမြားတန်ကတခါတည်းလေးကိုင်းကနေပြီးတော့အဲ့ဒီလိုပဲဟိုမြားထဲတဲ့တားနီလေးကနေပြီးတော့ဆွဲလိုက်ပြီးတော့အရှိန်အဟုန်နဲ့ဘယ်လိုလွတ်ထွက်သွားလဲပြစ်မှတ်ကိုဘယ်လိုရောက်သွားလဲအဲ့ဒီလိုပဲလူတချို့ဟာလည်းအစ္စလာမ်ကနေပြီးတော့ထွက်ခွာသွားလိမ့်မယ်သူတို့ရဲ့ဖတ်ရုပ်ခဲ့တဲ့ကုရ်အာန်နဲ့နမတ်တွေသူတို့ရဲ့အာမလ်တွေဘာမှအစရကြံရိတ်ခဲ့မှာတော့မဟုတ်ပါဘူးသူတို့အပေါ်မှာသူသမကအစ္စလာမ်ကပါထွက်သွားမှာဒါဟဒီစ်တော်ဖြစ်ပါတယ်အလူသဘောကိုတင်ပြနေတာဒါကြောင့်ဒီဟဒီစ်တော်ထဲမှာလာရှိတဲ့ riwayat ဆင့်ပြချက်ကိုကျွန်တော်တို့အာယုံစိုက်ပြီးတော့ကြည့်မယ်ဆိုရင်ဒီဟဒီစ်တော်ရဲ့ပထမအလူသဘောကခုနတင်ပြခဲ့တာဖြစ်ပါတယ်ဒုတိယအလူသဘောကအချင်းလူရဲ့လေချောင်းတွေကအတန်ပေါ့လေချောင်းရဲ့အတန်နဲ့နှုတ်ရှာရဲ့လှုပ်ရှားမှုတွေဟာကုရ်အာန်ကလမ်းညွှန်ချက်အတိုင်းမဖြစ်ဘူးဆိုရင်တို့သူကငါကိုရဲ့အုပ်စုတွေကမဟုတ်ဘူးအကဲမွတ်ဆလမန်တူတယောက်ကကုရ်အာန်ထပ်ပို့ပြီးတော့ဒါကြောင့်အကျဉ်းသူဟာကြပြားတစ်ခုခုမှာဒါမှမဟုတ်စာပေတွေမှာဝိထုတွေမှာတခြားသောပုံမြင်တွေမှာသူကဒါတွေကိုဖတ်ပြီးတော့အရသာတွေ့နေမယ်ကုရ်အာန်ထပ်ကိုဒါကိုပို့ပြီးတော့အရသာတွေ့မယ်ဆိုရင်ဟဒီစ်တော်ထဲမှာဒီအတိုင်းမရှိထားတယ်ထို့သူကငါကိုရဲ့အွမ်မတ်ထဲကမဟုတ်ဘူးဆိုပြီးတော့ချင်းချောက်ထားတယ်တောင်းနာထောင်မှာမလမ်ယတခမ်နာဘီလ်ကုရ်အာန်ဖလိုင်ဆာမင်နာအချင်းလူသားတူတယောက်ကလေချောင်းတွေကထွက်လာတဲ့အတန်နှုတ်ရှာရဲ့အတန်တွေကကုရ်အာန်အတိုင်းမဖြစ်ဘူးဆိုငါကိုရဲ့အွမ်မတ်ထဲကမဟုတ်ဘူးလူတွေရဲ့ရှောက်ဆန္ဒတွေရှိပါတယ်လူတွေဟာဒါမျိုးရှောက်ရှိတယ်တီဆိုဖို့အတွက်တနေ့လုံးကြပြားလင်္ကာရွတ်ဆိုနေတယ်ဒီအကျင့်ကဖြစ်လာပြီအရင်တော့အလွန်ကြော်ကြားပါတယ်ဘယင်မှာကကြည်တဲ့ဆိုတာရှိပါတယ်ဖျော်ဖြေဖို့အတွက်
ရာနီဘယင်နဲ့မေဟတရာနီဘယင်ရဲ့ကန့်ကြည့်တယ်ဘယင်အတွက်ကသူ့ဖြောပြဖို့အတွက်ကန့်ကြည့်တယ်ရှိရတယ်အရင်တော့ဒါမျိုးမိစားရှိပါတယ်ရာနီဆိုတာကဘယင်ကိုပြောတာမေဟတရာနီဆိုတာကတီးမှုတ်ကခုံဖြောပြတဲ့ကန့်ကြည့်တယ်မှာအဲ့ဒါနားထောင်တဲ့မိစားရှိကြတယ်တချင်းတွေကိုလည်းတိတ်ကြိုက်တယ်ကန့်ကြည့်တဲ့ဖြောပြတင်ဆက်မှုတွေကိုအရန်ကြိုက်ကြတယ်အရင်တော့မလမ်ယတဂန်နာဘီလ်ကုရ်အာန်ဖလိုင်ဆာမင်နာအချင်းသူတူတယောက်ရဲ့လေချောင်းတွေကထွက်လာတဲ့အတန်အဲ့ဒီတီဆူဖြောပြမှုကကုရ်အာန်ထက်တာပို့ပြီးတော့ကုရ်အာန်ဖတ်ခြင်းထက်ကိုပို့ပြီးတော့ကုရ်အာန်ရဲ့အတန်ထက်ပို့ပြီးတော့တချင်းတန်ကိုနှစ်သက်နေမယ်ဆိုရင်ငါကိုရောရဲ့အွမ်မတ်ထက်ကမဟုတ်ဘူးဆိုတဲ့အလူသဘောကိုပြောနေတာဒါကြောင့်ဟာဒီသ်တော်ထဲမှာလာရှိတယ်အတင်တို့တွေကမြည်သူမဆိုကိုယ့်ရဲ့အဆူတော်မာလေးတွေရဲ့အဆူတန်ကိုအာယုံစိုက်တာထက်အလ္လာဟ်ရဘ်ဘူလ်အစ္စတ်ကကုရ်အာန်ဖတ်တဲ့သူရဲ့အတန်ကိုအလ္လာဟ်ကပို့ပြီးတော့အာယုံစိုက်တယ်ဟိုအဆူတော်မရဲ့အတန်ကိုအာယုံစိုက်တာတဲ့ကုရ်အာန်ဖတ်တဲ့အတန်ကိုအလ္လာဟ်ကပို့ပြီးတော့အာယုံစိုက်တယ်ဒါကြောင့်ခုနကကျွန်တော်တင်ပြခဲ့ပြီးပါပြီရာနီရောမေဟတရာနီရောကကြည်တဲ့ပဲဖြစ်ဖြစ်ဘယင်ပဲဖြစ်ဖြစ်ဒီဖြောပြမှုကိုအရင်နှစ်သက်ကြတယ်အဖြစ်တစ်ခုပြောပြမယ်ဟပ်ရှာကလာတဲ့အမျိုးသမီးတစ်ယောက်ရှိတယ်ကပ်လီမဆိုတော့အသားမဲတာပေါ့အဲ့ဒီအမျိုးသမီးကအစ္စလာမ်ကိုလက်ခံလိုက်တယ်တမန်တော်ရဲ့ပလီကိုလာတယ်အဲ့ဒီအမျိုးသမီးရဲ့အလုတ်ကဒါနေ့စဉ်နေ့တိုင်းသူကပလီကိုလာပြီးတော့တန်ရှင်းရေးတွေလုပ်ပေးတာပေါ့လဲကျင်းနဲ့အမိုက်တရိုက်တယ်အဲ့တော့ဘယ်ချိန်သူ့အလုပ်တွေတန့်ရှင်းတွေပြီးသွားပြီလဲသူကပလီရဲ့ကော်ရီတာမှာအဲ့ဒီခေတ်ကတမန်တော်မြတ်ဆလလာလဟ်အလိုင်းခေတ်မှာအမျိုးသမီးတွေနမတ်ဖတ်တဲ့နေရာမှာသူ့ရဲ့တန့်ရှင်းအလုပ်ပြီးသွားပြီဆိုရင်အဲ့ဒီမှာလာပြီးတော့လဲတယ်ပြီးတော့ကြပြတဲ့ပုတ်ဖတ်တယ်အဲ့ဒီအမျိုးသမီးဆောင်မှာလဲပြီးတော့ကြပြတဲ့ပုတ်ဖတ်လေးရှိတယ်သူမကလဲပြီးတော့ကြပြဖတ်နေတာခုနသူဖတ်ပြလိုက်တဲ့ကြပြအဲ့ဒီကြပြကိုအဲ့ဒီအမျိုးသမီးဖတ်တယ်ဒီအမျိုးသမီးကြပြဖတ်တန်ကိုတမန်တော်ကြားနေရတယ်အတိမအခုဖတ်တဲ့ကြပြကဘာလဲတမန်တော်မေးတယ်ဒါနဲ့ဒီစာပြီးအမျိုးသမီးကပြောပြတာပေါ့ဒီကြပြရဲ့နောက်ွယ်မှာတော်တော်ပဲရှည်လျားတဲ့အဖြစ်အပျက်ကြီးတစ်ခုကျမမှာရှိနေတယ်ဟိုခုနဟဇတ်ဖတ်လိုက်တဲ့ကြပြရဲ့အလူသဘောကပလဲလေဆွဲရလိုက်တဲ့နေ့ကအလ္လာဟ်ရဘ်ဘူလ်အစ္စတ်ရဲ့ချီးမြှင့်မှုကတော်တော်ကြီးကျယ်လာတဲ့အံ့ဖွယ်ကိစ္စပါအဲ့ဒီနေ့လေးတစ်နေ့ကအလ္လာဟ်ကကျမကိုကာဖီရဲ့လက်ထဲကနေလွတ်မြောက်စေလိုက်ပါတယ်တမန်တော်အရန်စိတ်ဝင်စားသွားတယ်အဲ့ဒီအဖြစ်အပျက်ကဘာလဲပြောပါဦးအတင်မအခုဖတ်တဲ့ကြပြရဲ့နောက်ွယ်ကအတင်မရဲ့ဘဝအတွေ့အကြုံလေးပြောပါဦးဒီကြပြရဲ့အလူသဘောကိုရှင်းပြတယ်ကျမတစ်ချိန်လုံးကအလွန်ကျွဲဝချမ်းသာတဲ့ယဟူဒီကြီးတယောက်ရဲ့ဂုဏ်သည်ကြီးတယောက်ရဲ့ငွေဝယ်ကြုံမှာပါဒါပေမဲ့အလရှင်မြတ်ကကျမကိုအီမန်အစ္စလာမ်ကိုချီးမြှင့်ပေးလိုက်ပါတယ်အလ္လာဟ်ကကျမနှလုံးသားထဲမှာအီမာန်ရဲ့အလင်းရောင်ကိုချီးမြှင့်ပေးလိုက်တယ်ကျမငွေဝယ်ကြုံဘဝမှာလည်းအီမန်ရှင်ဘဝနဲ့ကျမဖြတ်သန်းခဲ့ပါတယ်အဲ့ဒီယဟူဒီကလည်းအရန်ချမ်းသာကြွယ်ဝတယ်သူမွေးထားတဲ့ကလေးတွေကိုထိမ့်မှုဆော့ကစားပေးဖို့ကျမတာဝန်ရှိတယ်ဒါနဲ့တရက်တော့ကျမအဲ့ဒီကလေးကိုခြေပြီးတော့အပြင်မှာဆော့ကစားနေတဲ့အချိန်ပေါ့ကျမအပြင်မှာကလေးထွက်ထိန်းနေတာဒီကလေးရဲ့ level မှာတော်တော်တန်မှုရှိလာတယ်ပလဲနဲ့လှုပ်ထားတဲ့လေဆွဲပရီးလေးသူ့မှာရှိပါတယ်ကလေး level ကဆွဲကျူးကတော်တော်တန်မှုကြီးလာတယ်ကြောက်မြတ်ရတနာတစ်ခုပေါ့ရုတ်တရက်မိုးပေါ်ကနေပြီးတော့ကြီးတကောင်ရောက်လာတယ်ကြီးကန်းအဲ့ဒီကြီးကန်းကထိုးဆင်းလာပြီးတော့ကလေး level ကဆွဲကျူးဆွဲဖြတ်ပြီးတော့ပြန်သွားတယ်ပြီးတော့ခြီးပြီးတော့ပြန်သွားပါလေရောဒီအဖြစ်ပြက်ကြောင့်ကလေးကလည်းလန့်ပြီးငိုတာပေါ့အခုကလေးငိုတန်းကြတော့အားလုံးကလည်းလာထွက်ကြည့်တာပေါ့ဘာဖြစ်တာလဲကျမလည်းခုနအဖြစ်ပြက်ကိုရှင်းပြတယ်မဟုတ်ဘူးကလေးထိန်းနေနေကလေးလေပင်ကဆွဲကျူးကြီးကန်းလာလုတ်ပြီးတော့ဖြတ်ပြီးတော့ကြိုက်ချီပြီးတော့ပြန်သွားတယ်ဒါကြောင့်ကလေးငိုတာပါလန့်ပြီးတော့သူတို့ကမယုံဘူးနင်ဘာဒီလာပြောနေတာဒါမျိုးဖြစ်တတ်သလားမင်းတို့ဒီအဖြစ်ပြက်မျိုးမြင်ဘူးလို့လားနင်ခိုးထားတာဖြစ်မယ်ခိုးပြီးတော့ဖွက်လိုက်တာကျမပြောပြတယ်အီမက်ရှင်ကခိုးတဲ့အလုပ်မလုပ်နင်ခိုးမခိုးသိအောင်နင်တကူလုံးချုပ်ပြီးတော့စစ်မှာလေသူတို့ကလည်းပြောတယ်နေ့တကူလုံးရှာမှာသူတို့ကဘယ်လောက်ထိပြောလဲဆိုတော့မူရှိရတယောက်ကဘာလာပြီးတော့ပြောလဲဆိုတော့အဲ့ဒီအမျိုးသမီးခိုးပြီးတော့တဲ့သူ့ရဲ့အရှက်ထဲထည့်ထားတာဖြစ်မယ်ဒါကြောင့်အဲ့ဒီကြုံမရဲ့အရှက်ထဲကိုနှိုက်ပြီးတော့စမ်းရမယ်ဒီဖြစ်ပျက်ကိုအမျိုးသမီးကအားလုံးကိုပြန်ပြီးတော့ပြောပြနေဒါနဲ့ပဲသူတို့ကဒီလိုရှာဖို့ဣရာဒါဆန္ဒပြုတ်လိုက်တဲ့အချိန်မှာပဲကျမစိတ်ထဲကနေသူဟာတောင်းတယ်အိုးအလ္လာအဖြစ်ပြက်အလုံးစုံအရှင်သိပါတယ်ဒီလူတွေကကျမဝိလစ်စလစ်လှုပ်လိုက်မှာကျမရဲ့အရှက်သေးကိုလက်ထည့်ပြီးတော့သူတို့စမ်းမှာလေဆွဲရှာမှာအလ္လာဟ်ကမိမိရဲ့ကုဒရတ်အားဖြင့်အလ္လာဟ်ပြတော်မူပါဒီလိုနဲ့သူတို့ရှာဖွေစတင်တဲ့အချိန်မှာပဲအခုနလူပြီးပြန်သွားတဲ့ကြီးကန်းပြန်ရောက်လာတယ်ပြီးတော့လေဆွဲပြန်ပြီးတော့လာပေးလိုက်တယ်မချီသွားတဲ့လေဆွဲပရိကိုလာပြန်ပြီးတော့ချပေးသွားတယ်ဒါနဲ့ပဲသူ့ပိုင်ရှင်တွေကဒီအီမန်ရှင်အမျိုးသမီးကမှန်ကန်တယ်ဒါကြောင့်သူ့လွတ်လပ်ခွင့်ပေးရမယ်ကျွန်ဘောကနေလွတ်စီဒါနဲ့ပဲကျမကိုတော်ရှိတဲ့မဒီနာကိုရောက်လာပြီးဒီမှာပဲနေဖို့ဆုံးဖြတ်လိုက်တာဘယ်နေ့ကအဖြစ်အပျက်ကိုကျမပြန်သတိရလဲတောင်းကြပြအဖြစ်နဲ့ကျမရွတ်ဆိုနေတာအလ္လာဟ်ကျမဘဝကိုလွတ်လပ်ခွင့်ပေးတဲ့နေ့
ကျွန်တော်ခုနတင်ပြခဲ့တဲ့ကိစ္စဘယင်းနဲ့သူ့ရဲ့ကချီတဲ့မလူတွေကကချီတဲ့မရဲ့ဖြော်ပြမှုအရန်ကြိုက်ကြတယ်မလမ်ယတဂန်နာဘီလ်ကုရ်အာနီဖလိုင်ဆာမင်နာအကျဉ်းသူရဲ့လေဘင်းတွေကလာတဲ့အတန် အခုဒီကိစ္စခင်ဗျားတို့သဘောပေါက်ပါတယ်ကျွန်တော်ဗာဆက်ပြီးတော့ပြောရမလဲအလွန်ရှက်ဖို့ကောင်းတဲ့ကိစ္စကအခုလူတွေကကုရ်အာန်ကိုဒါမျိုးရောင်းစားနေတာအီမာမတ်ကဘယ်လိုလဲတရာဝီရဲ့အခြေအနေဘယ်လိုရှိလဲအခုတာလင်ကကောဘယ်လိုလဲအခုတချို့နေရာတွေမှာဒါမျိုးအခြေအနေတွေဖြစ်ကုန်တယ်အကေခမ ्या ကိုခမ ्या ကျေနပ်လောက်တဲ့လစာမရဘူးဆိုရင်ခမ ्या ကကုရ်အာန်ဖတ်ခြင်းကိုကိုယ်အလုပ်တစ်ခုတစ်ပွဲခမ ्या လုံးမှာမဟုတ်ဘူးတချို့နေရာတွေမှာဒါမျိုးအခြေအနေတွေဖြစ်ကုန်လာတယ်ကျွန်တော်အရန်ဝမ်းနေပြီးတော့ပြောနေတဲ့ကိစ္စမှာရှက်လဲရှက်ပါတယ်ပြောရတာကျွန်တော်ဒီစကားပြောလို့ကျွန်တော်အကောင်းမြင်သည်ဖြစ်စေမမြင်သည်ဖြစ်ပါစေကျွန်တော်ပြောရတာရှက်ပါတယ်ဒီလိုအခြေအနေနဲ့ပြောနေရတာပါဝမ်းနေပြီးတော့ကဲဒီနေ့အလုပ်တွေမှာကိုကျိုးဖတ်လာမယ်ဆိုရင်ကဲကိုယ့်ရဲ့ကိုကျိုးအတွက်ဒီနေ့အလုပ်တွေလုပ်လာမယ်ဆိုရင်အဲ့ဒီအလုပ်ကဒုနီယာရဲ့အကြောင်းခံတွေကဲ့သို့ပဲအလုပ်တစ်ခုဒုနီယာရဲ့အလုပ်တစ်ခုတစ်ပွဲဖြစ်သွားလိမ့်မယ်ကိုကျေနပ်လောက်တဲ့အနေအထားရှိမယ်ဆိုရင်ဝင်လုပ်လိုက်တာပေါ့ကိုယ့်ရဲ့အခြေအနေနဲ့ကိုကျေနပ်လောက်တဲ့မျှော်မှန်းထားတဲ့အရာတစ်ခုမရတော့ဘူးဆိုရင်ဒီအဲ့ဒီအလုပ်ကိုလက်လွတ်လိုက်ဒါမျိုးဖြစ်ကုန်မှာတကယ်တော့ဒီအွမ်မတ်ကခိုင်အွမ်မတ်ဖြစ်ဖို့အတွက်ရှရတ်နှစ်ခုလိုအပ်ပါတယ်တခုကဒီအွမ်မတ်မှာဒါဝတ်လည်းအရေးကြီးတယ်လို့တာလင်လည်းအလွန်အရေးကြီးပါတယ်ဒီအချက်နှစ်ချက်ပါတစ်ချက်ကဒါဝတ်ဖြစ်တယ်နောက်တစ်ချက်ကတာလင်ဖြစ်တယ်တင်ကြားရေးကဏ္ဍတွေမှာတော်တော်အရေးကြီးပါတယ်ဒါဝတ်မှာလည်းအရေးကြီးပါတယ်ခိုင်ရူကွန်မန်တာအလ္လမလ်ကုရ်အာနဝအလ္လမဒီဟာဒီစ်မှာကြည့်မယ်ဆိုရင်တာအလ္လမတခုလည်းပြောနေတာမဟုတ်ဘူးတဲ့ဝအလ္လမဟူလည်းပြောထားတယ်ဝအလ္လမဟူဆိုတဲ့စကားလုံးနဲ့သူ့ကိုပြန်ပြီးတော့တွဲထားတယ်တင်တို့ထဲမှာအကောင်းဆုံးသောသူကဒီလူဖြစ်တယ်ထို့သူကကုရ်အာန်ကိုသင်ယူတဲ့သူသင်ပေးတဲ့သူကျွန်တော်ဟာဒီစ်တော်ရဲ့အလူသဘောကိုတင်ပြနေတာပါမလမ်ယတဂန်နာဘီလ်ကုရ်အာနီဖလိုင်ဆာမင်နာအချင်းသူကကုရ်အာန်ဖတ်ပြီးတော့ကုရ်အာန်ကိုဖတ်ပေးပြီးတော့သူကဂန်နီမဖြစ်ဘူးဆိုရင်ငါကိုရောရဲ့အွမ်မတ်ထဲကမဟုတ်ဥလမာတွေကဒီဟာဒီစ်ကိုဒီလိုအလူသဘောကိုလည်းတင်ပြပါတယ်ဒီဟာဒီစ်ကိုဒီလိုရှင်းပြပါတယ်ဒါမျိုးအဓိပ္ပာယ်တွေရှိတယ်ဆိုပြီးတော့ဥလမာတွေကဖော်ပြပြီးတော့တင်ပြပေးပါတယ်ဒါကြောင့်ဥလမာတွေဖွင့်ဆိုတဲ့ဒါမျိုးအဓိပ္ပာယ်အားလုံးကိုပြန်ပြီးတော့ကြည့်မယ်ဆိုကျွန်တော်တို့ဇမာနာမှာအားလုံးလိုအပ်နေတာ